နေကြတယ်မင်းတို့ရေအားလုံးတိတ်တိချင်နေကြတယ်ဒီနေမင်းမိစ္ဆာကြီးကိုငါကဘာလုပ်ဖို့စီစဉ်နေရလဲဆိုတော့ငါဒီဒေါရထွက်နေတဲ့နေမင်းကြီးကိုချစ်ဖို့ကောင်းတယ်နေလုံးလေးဖြစ်ပြောင်းလဲဖို့စီစဉ်နေတာကွာဟာကိုကြီးစမဲဒီကောင်ကြီးရဲ့ကြောက်စရာကြီးအကြီးပဲလေဗျာဒီလောက်ကြောက်ဖို့ကောင်းတဲ့ဒေါရထွက်နေရဲ့နေမင်းကြီးကိုချစ်ဖို့ကောင်းတဲ့နေလုံးလေးဖြစ်ဘလို့ပြောင်းလဲမှာလဲဗျာဂျားလွယ်ပါရဲ့ကွာငါအီတီနဲ့အားလုံးတိုင်ပင်ပြီးွားပြီကွာအီတီပြောပုံအရတော့ဒီဒေါ်ဒါထွက်နေတယ်နေမင်းထောင်ကျူးပါစေโอเคဒါဆိုငါလည်းထိုးလိုက်အောင်မယ် let's go ရေခဲမြို့တော်ကိုဥတီရမယ်ကွာရေခဲမြို့တော်ရေခဲတောင်ထိပ်ကအိမ်လေးမှာအီတီရဲ့တငယ်ချင်း just ကိုတွားရှာပြီးတော့ငါအကူကြီးတောင်းရမယ်သူ့စီကမှော်ရည်ပန်းကိုငါခဏငှားရမယ်ကွာဟာရောက်လာပြီနောက်ဆုံးတော့ရေခဲတောင်ထိပ်ကိုငါရောက်လာခဲ့ပြီကွာအီတီပြောရဲ့အီတီရဲ့တငယ်ချင်း just ကဒီမှာအိမ်လေးတစ်လုံးစောက်ပြီးတော့နေရလို့ငါ့ကိုပြောလိုက်တာပဲအခုဒီတော့ငါဘာအိမ်မှမတွေ့ရသေးဘူးနေတောင်ထိပ်တော့ရောက်နေပါပြီကွာဟိုဘက်မှာလည်းတခြားရေခဲတောင်တွေပဲရှိရောရဲ့ဒီရေခဲတောင်ထိပ်ပဲကွာအိမ်ကဘာလို့ပျောက်နေရလဲကိုပျောက်အိမ်များလားမသိဘူးနော်ဟာဟိုမှာတွေ့ပြီဟာတွေ့ပြီဟေး just ရေ just အီတီလို့လိုက်တာပါကွာငါအီတီရဲ့အကိုပါ just ရေထွက်ခဲ့ပါအောင်ကွာဟယ်လိုအိမ်ရှင်တို့သူအရက်ပူပူလေးလားမသိဘူးဟေးဒီမှာအောက်ကိုငုံဝင်ရရွာအဲ့လို just ရေအပြင်ထွက်ခဲ့ပါအောင်ကွာငါစမတ်ပါဟိုကအီတီမင်းကြိုပြီးအကြောင်းကြားထားရမလား just ရေ just နေပေါင်းတခါကြီးလေးပိတ်ထားပါလားဒါဆိုလူမရှိဘူးလားမသိဘူးငါဘာအိမ်မှမအဲ့ရဝေးတကယ်ကိုချစ်ဖို့ကောင်းတဲ့နေလုံးလေးပြပြောင်းလဲသွားပြီကွာဟိုလာမင်းတော့ဖော်ရပြီကွာအော်ဟဲ့ရဝေးဟယ်လိုနေလုံးလေးမင်္ဂလာပါကွာဟိုကလေမင်းဘလို့နေလဲကွာအဆင်ပြေလားအရှင်ကြီးပါရဲ့ခဏကျွန်တော်ညမေနေလုံးလေးတို့ခေါ်ပါတယ်ချစ်ဖို့ကောင်းတဲ့နေလုံးလေးပါခဏကျွန်တော်မျိုးထဲမှာဒုက္ခတွေပေးမိခဲ့တာတွေကိုကျွန်တော်တောင်းပန်ပါရဲ့ခဏကျွန်တော်အခုလူစုံမဟုတ်တော့ပါဘူးလူကောင်းဖြစ်သွားပါပြီဗျဟိုလာမင်းရေမင်းနဲ့ငါနဲ့တိုက်ပွဲတုန်းကငါမင်းကိုထိုးခဲ့မိတာတွေကိုလည်းငါတောင်းပန်ပါတယ်နော်ရပါရဲ့တငယ်ချင်းနေလုံးရမင်းနဲ့ငါကကောင်းကင်ဘဝနေနဲ့လားတငယ်ချင်းနေပါပဲကွာငါခွင့်လို့ပါတယ်ဟာမင်းတို့ရေအခုလိုအဆင်ပြေမြင်ကငါဝမ်းသာတယ်ကွာဒါမှသဘောကောင်းတဲ့ဖိုးလာမင်းလေးနဲ့ချစ်ဖို့ကောင်းတဲ့နေလုံးလေးကွာကဲဖိုးလာမင်းရေမင်းကကောင်းကင်ပေါ်မှာနေတာတခါလေငါ့မြို့ရဲကိုအလဲလာရင်ဒီအိမ်လေးမှာနေလို့ရအောင်ဆိုပြီးတော့ငါမင်းကိုအိမ်လေးလုပ်ပေးထားတာလေအခုနေလုံးလေးကိုပါမင်းအိမ်မှာခေါ်ထားလိုက်ပေါ့ကွာနော်မင်းတို့ရေငါ့မြို့လာလေအခါကြာလို့ရှိရင်ငါ့ကဘာ